မေတော်ရဲ့ရှေ့မှာလက်အုပ်လေးချပြီးအနုညွတ်ဆွတ်တောင်းပါတယ်။သမီးရဲ့ဆွတ်တောင်းလေးဒီတစ်ခါတော့ဖြည့်ဆည်းပေးပါ။မေတော်ကြီးကိုအချိုးပွဲတွေစီမီတွေနဲ့တူအနီရောင်ဝိယုံတော်လဲစီးကပ်ပူစော်ပါမယ်။မေတော်ကြီးဆွတ်တောင်းလေးဖြည့်ဆည်းပေးပါ။ရောင်းမရေညီမရဲ့ထမင်းဘူးပမာလဲ။မေတော်ကြီးကျမရဲ့မိသားစုကိုအမြဲကာကွယ်စောင့်ရှောက်ပါ။လာပြီရောင်းမရေမေတော်ကြီးကိုရှစ်ခိုးပြီးအာရပီသားကနောက်ဖေးကိုပြေးသွားခဲ့ပါတယ်။ဒီတော့သူရောက်မှစွာသည်ကသူ့ကိုပြောပါတော့တယ်။အဲ့ဒါပေရောက်နေရလေ။ဟွာဖျားရှိခိုးနေရပါ။ငါသိတယ်။အဲ့ဒီအတိတ်ပဲမရှိတာတွေပဲလုပ်နေတာ။ငါအလောက်ကရတဲ့ပတ်စံနဲ့အိမ်ကစားဝတ်နေရေးပြည်လဲနေတာ။နေ့ရက်မယ်တော့ဘာမှလာပေးထားတာမဟုတ်ဘူး။ရောင်းမရဲ့စကားကြောင့်အာရပီသားကမျက်ရည်လဲလာခဲ့ပါတယ်။အာရပီသားကမေတော်ကြီးကိုရမ်းယုံကြည်သူတစ်ယောက်ဖြစ်ပါတယ်။သူကအမြဲတမ်းမေတော်ကြီးကိုရှစ်ခိုးပြီးမှသူ့ရဲ့နေရတွေကိုစတင်လေးရှိပါတယ်။ဒါကိုရမ်းမှန်တက်နေတဲ့သူရောက်မှစောရတိကသဘောမကျခဲ့ပါဘူး။ဒါကြောင့်ခဏခဏသူရှားတဲ့ပတ်စံအကြောင်းပြောပြီးသူ့ကိုနှိပ်ကိုလေးရှိပါတယ်။အခုဘာရက်ကြည့်ညာလဲ။ငါထမင်းဘူးထုတ်ပေးလေ။စွာသည်ငါ့ကို10မိနစ်လောက်ချိန်ပေးလေ။ငါခွတ်ချက်ချင်းနေ့လည်စာပြင်ပေးပါမယ်။အဲဒီနောက်အာရပီသားက10မိနစ်အတွင်းနေ့လည်စာအမြန်လုပ်ပြီးထမင်းဘူးထည့်ပေးလိုက်ပါတယ်။ကိုပါးရဲ့ရုံးချိန်နဲ့ရောက်နေပြီ။သူ့အတွက်လည်းနေ့လည်စာထုတ်ထားလိုက်တော့မယ်။အဲဒီအချိန်မှာပဲကိုပါးလေးရောက်လာခဲ့ပါတယ်။ဒီမှာရှင်အတွက်နေ့လည်စာပါ။ဒီနေ့အာလူးနဲ့ကော်ပီကိုမဆလာနဲ့6ကြော်ထားတယ်။ရှင်ကြိုက်တယ်မလား။ပြုံးကြတတိတရားနဲ့စားလိုက်ပါနော်။အေးကျေးဇူးပဲငါလေးတော့တော့မယ်။ကိုပါးကအာပိသားရဲ့ပြုံးနေတဲ့မျက်နှာကိုမြင်ပြီးစိတ်ထဲမှာတွေးခဲ့မိပါတယ်။ငါမင်းကိုဘယ်လိုပြောပြရမလဲအာပိသား။ငါအလုပ်ပြုတ်သွားပြီ။ဒီအကြောင်းပြောပြီးငါမင်းကိုစိတ်မညစ်စေချင်ဘူး။ငါမင်းကိုဒါတော့မပြောပါဘူး။ဒီထက်စားရင်ငါတနေ့ကုန်လမ်းပေါ်မှာပဲနေလိုက်မယ်။ဒီလိုနဲ့ရက်တွေကုန်းဆုံးလာပြီးမဲတော်ပူဇော်ပွဲရက်ကိုရောက်လာခဲ့ပါတယ်။ဒါကြောင့်လည်းအာပိသားကရန်ကိုစိတ်လှုပ်ရှားနေခဲ့ပါတယ်။သူကမဲတော်ရှိခိုးဖို့လိုအပ်တဲ့ပစ္စည်းတွေကိုတိချရေးပြီးသူ့ရောက်ကတိရောက်ခမစီကိုလာခဲ့ပါတယ်။အုံတီအိုးပန်းရွှေကြည်နှုတ်ခဲကြုံထောပတ်ဒါတွေလောက်ပဲတရက်ပိုင်းလိုမှာပါ။ဘာဖြစ်လို့လဲချွေးမစောစောစစ်စီအိမ်ကရိတ်ခါတွေကုန်သွားပြီလား။ကိုရက်ကပဲငါတို့တွေတေချာဝဲထည့်ထားလေအခုကုန်ပြီလား။နေ့အမေအိမ်ုံများငါအိမ်ကဆန်တွေပို့နေရလား။ရောက်ခမရဲ့စကားကြောင့်အာရပီသားကစိတ်နာသွားခဲ့ရပါတယ်။ပြီးတော့သူ့မှာမျက်ရည်လဲလာခဲ့ပါတယ်။မဟုတ်ပါဘူးမေကြီးအဲ့လိုမဟုတ်ပါဘူး။နောက်နေ့ရက်နေမေတော်ပူစော်ပွဲနဲ့ရောက်တော့မှလေ။သမီးအိမ်အောင်ကြပြီးတဲ့ဟာဒါပထမဆုံးမေတော်ရှစ်ခိုးပွဲပြန်ရောက်တာပါ။ဒါကြောင့်အိမ်မှာသမီးလဲမေတော်ပူစော်ပွဲလေးလုပ်မလို့။သမီးရဲ့ဒီအတွေးလေးကတကယ်ကောင်းနေ။အဲ့ဒီအတိုင်းလုပ်ပါလား။အော်ချွေးမဖက်ကအမြဲလိုက်ပြောပေးနေလိုက်ပြီးတော့ငါပြောပါအောင်မယ်။မေတော်ရှစ်ခိုးဖို့အတွက်နေ့ရောက်မှနေ့ကိုတပြားမှပေးမှာမဟုတ်ဘူး။ရောက်ခမကသူ့ကိုမေတော်ပွဲလုပ်ဖို့တားခဲ့ပါတယ်။ဒါပေမဲ့သူ့ရောက်ကတိကသူ့ကိုတိတ်တိတ်လေးပတ်စံပေးခဲ့ပါတယ်။ပြောသမီးဒါအဖေရဲ့ပင်စင်လာစာတွေဒါလေးယူပြီးမေတော်ရှိခိုးဖို့လိုတာအကုန်ဝဲလိုက်ငါလည်းငါတို့အိမ်မှာမင်္ဂလာရှိရှိမေတော်ပွဲလေးဖြစ်စေခြင်းနဲ့အဲဒီနောက်ဝမ်းသာစွာနဲ့အာရပီသားကပစ္စည်းတွေအကုန်ဝဲခဲ့ပါတယ်ကဲအုံတီတစ်တီတကြားပြောင်းမုံထောပတ်လိုတာတွေတော့အကုန်ဝယ်ပြီးပြီနောက်နေ့မှာအာရပီသားကဇော်ကြီးအိယာထပြီးအုံတီနဲ့မေတော်ရှိခိုးဖို့ပစ္စည်းနဲ့ပူဇော်ခဲ့ပါတယ်သူက9ရက်လုံးဥပုသ်ဆောင်ခဲ့ပါတယ်အဲဒီအပြင်သူကနေတိုင်းလည်းမေတော်ကိုရုံကြည်ကြည်နဲ့ရှိခိုးခဲ့ပါတယ်ဒီလိုနဲ့တရပိတရကုံဆုံးလာခဲ့ပါတယ်။သူကအကျင့်သီလနဲ့နေထိုင်ပြီးနေတိုင်းမဲတော်ကိုကိုယ်တိုင်ဆွန့်ချက်ပြီးတော့ကတ်ခဲ့ပါတယ်။ပြီးတော့ဤစနစ်တကျလည်းရှ िख ိုးခဲ့ပါတယ်။စွာသည်ရော့ဒီမှာမဲတော်ရှ िख ိုးပြီးအာသည်ယူလိုက်အောင်မဲတော်ကြီးကနေ့ကိုလည်းဘဝအလုံးမှာအောင်မြင်မှုတွေပေးလိုက်မယ်။ရှ िख ိုးပွဲရှေ့ရမြောက်နေ့ရောက်ဖို့2ရက်ပဲလိုတော့တယ်။ပြီးတော့မိန်းကလေးတွေကိုခေါ်ပြီးစွန့်ကြွေးဖို့ချက်ဆရာလေးတွေလည်းရှိသေးတယ်။ငါ့ကိုပတ်စံလေးနည်းနည်းလောက်ထုတ်ပေးပါလား။ရောင်းမကမဲတော်အပေါ်ဒီလောက်ယုံကြည်ကိုင်းဆိုင်တာကိုမြင်နေတာတောင်အာရတီလင်မန်ကိုပြစ်ချလိုက်ပါတယ်။မဲတော်ကြီးရေစွာသည်နင်တာဘလို့လှုပ်လိုက်တာလဲ။ငါဒါတွေယုံလဲမယုံဘူး။အပေါ်ရီလာလှုပ်ခိုင်းမနေနဲ့။ဒီကြောက်ရွံ့ကြီးကိုရှ िख ိုးနေလို့ပါအောင်မြင်မှုပန်းနိုင်မှမရလာဘူး။အောင်မြင်မှုအတွက်ကိုယ်တိုင်စူးစမ်းမှုဇွဲလုံလဝရိယရှိဖို့ပဲလိုတယ်။ငါပြည့်စုံပြီးသား။နင့်မဲတော်စီကဘာမှမလုပ်ဘူး။ပြီးတော့ပတ်စံလို့ချင်နေဆိုရင်ငါ့ကိုတဲ့လာတောင်းပါလား။မဲတော်ဆိုတဲ့နာမည်ဆွဲထည့်မနေနဲ့အဲ့လိုပြောပြီးစွာသေးကသူ့ပါဇက်အိတ်ထဲကဟောင်းနှွှဲနေတဲ့တရားတန်တွေ့ရထုတ်ပြီးအာရပီသားမျက်နှာကိုပြစ်ပေါလိုက်ပါတယ်။အဲဒီနောက်မှာသူ့ရုံးကိုရောက်လာပါတယ်။ရုံးမှာ dish tea ဆိုတဲ့ကောင်မလေးကလှုပ်ဖို့ကိုင်းပတ်အားလုံးကိုစွန့်လိုက်ဝင်နေခဲ့ပါတယ်။သူကမိသွားပြီးစောရတိကိုဝင်တိုင်ပြီးပါတယ်။ I'm sorry Mrs. Swaldi ကျမအားလုံးမဲတော်ဆုံးကတ်ထားတဲ့လက်တူးမုံလိုက်ဝေနေရပါအမလည်းယူပါအောင်စောရတိက dish tea ကိုပါတစ်ချက်ထားလိုက်ပါတယ်
တေစတီဒါကယုံမေတော်ရဲ့ဖះเจ้าမဟုတ်ဘူးလက်တူးလိုက်ဝေစရာလားနင်တို့လိုအုံတော့မရှိတဲ့အယူတွေကြောင့်ပဲအကုန်လုံးပြက်စီးနေကြတာနင်တို့အတိုင်းဆိုရုံးမှာတော့မေတော်ရုပ်တုကြီးထားပြီးစတုတီတာကျွေးရင်ကျွေးနေအောင်မှာလမ်းဘေးကတရောင်းစားတွေပါခေါ်ကျွေးလိုက်အဲ့ဒီချိန်မှာပဲကုမ္ပဏီပိုင်ရှင်ရှော်ရီရောက်လာခဲ့ပါတယ်ဒါဘာလို့ဖြစ်နေရလဲအားလုံးကဝိုင်းပြီးတော့စွာသီးကိုတန်းလိုက်တဲ့အတွက်သူ့အလုပ်ထုတ်ခံလိုက်ရပါတယ်ဒီမှာတော့ RP သားကစိတ်မကောင်းစွာနဲ့တရားလေးကိုကြည့်ပြီးတရားလေးနဲ့မေတော်ပူဇော်ပွဲပြီးအောင်ဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားနေခဲ့ပါတယ်အဲဒီနောက်မှာသူကငိုးပြီးတော့မေတော်ကိုဆူတောင်းခဲ့ပါတယ်မေတော်သမီးကစိတ်ထားဖြစ်ဖြူစင်စင်နဲ့မေတော်ဥပုပ်ဆောင်ပြီးပူဇော်ခဲ့တယ်ဒါမဲ့မေတော်ရဲ့ဒီတစ်ပတ်မှာမိန်းကလေး9ယောက်ကိုဟာလဝါနဲ့ပူရီခေါ်ကျွေးနိုင်တဲ့အင်အားမရှိဘူးဒါကြောင့်မိန်းကလေး1ယောက်ကိုပဲခေါ်ပြီးကျွေးလိုက်ပါမယ်ဒီလိုနဲ့ရတာလေးရွေးဝယ်ပြီး RP သားကအိမ်ပြန်လာခဲ့ပါတယ်ကုမ္ပဏီကနေအလုပ်ထုတ်ခံလိုက်ရတော့စွာသီးရဲ့မန်လေးကျိုးသွားခဲ့ပါတယ်သူကအဲ့တော့မေတော်ကိုအရန်ယုံနေတပိတ်တာဝက1ယောက်ဖြစ်တဲ့သူ့ယောမကိုတတိယလာခဲ့ပါတယ် RP သားအိမ်တောင်ကြလာပြီးရန်နေငယ်အတွင်းမှာပဲသူကမေတော်ကိုရှစ်ခိုးနေတော့စောရတိကသူ့ကိုပြောခဲ့ပါတယ်အာပီတာနေကနေတတူကဒီလိုဟန်ဆောင်နေရတာမပင်ပန်းဘူးလားငါတော့4ရက်လောက်နဲ့နေကိုမျက်မုံးကျိုးနေပြီတခုပဲမင်းမယ်တလောက်နှစ်တွေကြာကြီးမေတော်ရှစ်ခိုးလာတာအဲ့ဒီမေတော်ကနေကိုဘာများပြန်ပေးလို့လဲစွာသီငါမေတော်ဖြူဖြူစင်စင်နဲ့ယုံကြည်တာမေတော်စီကလည်းဘာမှမလုပ်ချင်ဘူးဒါမဲ့မေတော်ကြီးကိုစိတ်ရင်းမှန်နဲ့ဆူတောင်းရင်တကယ်ပြည့်တယ်တနေ့ကျရင်နင်လဲမေတော်ယုံပြီးဆူတောင်းရဲတဲ့နေ့မျိုးကြုံလာလိမ့်မယ်ကြည့်နေလိုက်စွာသီးကသူပြောတာတွေတတိယပြီးသူကငိုးပြီးတော့မေတော်ကြီးစီဆူတောင်းခဲ့ပါတယ်မေတော်သမီးကိုခွင့်လို့ပါဒီအလုပ်အတွက်နဲ့သမီးအယမ်းမှန်တက်နေခဲ့တာအခုအဲ့ဒီမှန်လဲကျိုးသွားပါပြီသမီးကိုအခုတော့ကြည့်ရှုစောင့်ရှောက်တော်မူပါမေတော်ပဲအားကိုးပါတယ်ဒီလိုနဲ့ကိုယ့်ရဲ့မြောင်လေးကိုရောက်လာပါတယ်မိန်းကလေးကိုယောက်ကသူတို့အိမ်ကိုရောက်လာခဲ့ပါတယ်အန်တီဒီနေ့ကမေတော်ပွဲရဲ့နောက်ဆုံးနေ့လေသမီးတို့ဟာလဝါနဲ့ပူရီမကြွေးဘူးလားဟုတ်တယ်ဒီနေ့ကနောက်ဆုံးနေ့လေတကယ်လို့သမီးတို့ကိုအန်တီတို့ကသေချာဆွန့်ကျွေးရင်မေတော်ကြီးကအန်တီတို့အိမ်ကိုစိတ်ချမ်းသာမှုစီးစိမ်တွေနဲ့ဖြည့်ဆည်းပေးလိုက်မယ်ကျွေးမှာပေါ့သမီးတို့အားလုံးကျွေးမယ်လာအိမ်ထဲမှာထိုင်ပါအောင်ဒါမဲ့ငါတို့မှာ9ယောက်ကိုကျွေးနိုင်လောက်တဲ့ပမာဏမရှိဘူးရှောင်းမကြီးဒီနေ့ကမေတော်ပွဲနောက်ဆုံးနေ့လေအိမ်ကိုလာတဲ့ဒီမိန်းကလေးတွေကိုဒီတိုင်းကြီးပြန်ခိုင်းလို့မရဘူးလေအိမ်မှာရှိတာကိုပဲအရင်ချက်လိုက်ပါမေတော်ကြီးပဲငါတို့ကူညီလိုက်မယ်အဲဒီနောက်မှာစွာသီးကလက်အုပ်ချပြီးမေတော်ကိုဆူတောင်းခဲ့ပါတယ် RP သားကတော့နောက်ဘေးမှာရှိတာလေးကိုချက်ဖို့အတွက်ပြင်ခဲ့ပါတယ်သူကဒေဦးကိုမိဖို့ပေါ်တင်ပြီးရွှေကြီးထည့်လိုက်တဲ့အခါမှာရွှေကြီးတွေကပြည့်ရှမ်းပြီးတော့အောက်တောင်ဖိကျလာခဲ့ပါတယ်အိုးမေတော်ဒါမေတော်တကူပဲတလောက်ရွှေကြီးလေးကဘလို့လို့ဒေဦးတစ်ခုလုံးပြည့်ရှမ်းသွားရတာလဲဟာလဝါလုပ်ပြီးသူကကလဘေးထည့်တဲ့အခါလေးခုနကအတိုင်းဖြစ်ခဲ့ပါတယ်ဒေဦးတစ်ခုလုံးကလဘေးတွေနဲ့ပြည့်ရှမ်းသွားခဲ့ပါတယ်ဒီအတိုင်းသူကဟာလဝါပိုရီနဲ့ကလဘေးဟင်းကိုတိချချက်ပြီးပကံကိုကိုပကံလေးခုကအင်းရှိထွက်လာခဲ့ပါတယ်ဒီမှာကြည့်အောင်စွာသည်မေတော်ကငါတို့ကူညီပေးလိုက်တယ်ငါတို့အတိတ်ထန်အောင်မြောင်လုပ်ပေးလိုက်တယ်မေတော်ကြီးကိုအများကြီးကျေးဇူးတင်ပါတယ်အဲဒီနောက်မှာသူတို့ကမိန်းကလေးတွေကိုခြေဆေးခိုင်းပြီးသူတို့လက်မှာခြေကျိုးလေးတွေကိုခြိပေးခဲ့ပါတယ်အဲဒီနောက်မှာ9ယောက်လုံးကဆွန်းစားခဲ့ကြပါတယ်ပြီးတော့သူတို့ကိုကောင်းချီးပေးပြီးပြန်သွားခဲ့ကြပါတယ်ခဏကြာတော့စွာသီးစီကိုရုတ်တရက်ဖုန်းဝင်လာခဲ့ပါတယ်သူလည်းဝမ်းသာပြီးတော့ပီတိမျက်ရည်ကျလာခဲ့ပါတယ်ဘာဖြစ်တာလဲရှောင်းမကြီးမျက်ရည်တွေလဲနေပါလားရှောင်းမကျမအလုပ်ပြန်ရသွားပြီတကယ်ပါမေတော်ကြီးရဲ့တကုတ်အစွမ်းကကြီးမားလှတယ်အဲ့တော့သူ့အမေကလာပြီးသူ့ကိုအာတီးပြကတိကလိမ့်ပေးခဲ့ပါတယ်အာပီတာဒါငါရဲ့သမီးစွာသီးဆိုတာတော့ငါမယုံနိုင်တော့ဘူးငါ့ကိုခွင့်လွတ်ပါနော်ငါအမြဲတမ်းကစီနဲနေတာဒါပေမဲ့မေတော်ကငါ့ကိုအမြင်မှန်ပြပေးခဲ့တယ်ရောင်မနဲ့ရောက်ခမရဲ့စိတ်ထဲမှာမေတော်ကိုယုံကြည်တဲ့စိတ်ကိုမြင်ပြီးအာပီတာကရန်ဝမ်းသာသွားခဲ့ပါတယ်နေ့တိုင်းသူတို့ကမေတော်ပူဇော်ပွဲကိုခန်းခန်းနားနားနဲ့ကျင်းပခဲ့ကြပါတယ်